ကျွန်တော်တို့ကြော်သားတွေကြီးထွားခြင်းကအကျိန်အကြော့တွေနဲ့ဆိုင်လားဆိုပြီးတော့ကျွန်တော်အရှိမဗီဒီယိုလေးတစ်ပုတ်လုပ်သွားတာမိတ်ဆွေတို့မှတ်မိကြမှာထင်ပါတယ်အဲ့တော့ဒီဗီဒီယိုပြီးရဲ့နောက်မှာနောက်ထပ်ဗီဒီယိုတစ်ပုတ်အနေနဲ့ကျွန်တော်ဒီမှာပြောချင်တာကကြော်သားတွေကြီးထွားခြင်းကအကျိန်အကြော့တွေနဲ့မဆိုင်ကြောင်းကိုကျွန်တော်ရှင်းပြခဲ့ပြီးမို့လို့မိတ်ဆွေတို့တည်ပြီးလောက်ပြီးထင်ပါတယ်အဲ့တော့ကျွန်တော်အခုဒီနေရာမှာပြောချင်တာကအလေးသေးသေးလေးတွေကင်နေခြင်းကလည်းကြော်သားတွေကြီးထွားခြင်းမှာအဟန့်တားဖြစ်စေတယ်ဆိုတာရဲ့အစီကြဖို့လုပ်နေတဲ့အချိန်မှာအလေးသေးသေးလေးတွေကြီးပဲကျိန်ဖန်များစွာရာဖောင်းများစွာထောင်ပေါင်းများစွာဆော့နေခြင်းကလည်းအစီကြစေဖို့အဟန့်တားဖြစ်စေတယ်ဆိုတာရဲ့တန်မာခြင်းဆိုတာအလေးသေးသေးလေးတွေကိုအကျိန်များစွာမခြင်းကိုတန်မာခြင်းလို့မခေါ်ဘူးဆိုတဲ့အကြောင်းကိုပြောချင်တာရဲ့ကိုကျွန်တော်ဒီမှာခေါင်းစဉ်တက်ပြတယ်အဲ့တော့ပထမဦးဆုံးတစ်ချက်အနေနဲ့တန်မာခြင်းကိုကျွန်တော်စပြီးတော့definition ဖွင့်ချင်ပါတယ်တန်မာခြင်းဆိုတာကမိမိရဲ့ body weight ထက်ကျော်လွန်တဲ့အရာတွေကိုမခြင်းအဲကျွန်တော်တို့ကကြောက်ခစ်ဘက်ကိုတွားကြည့်လိုက်မယ်ဆိုလို့ရှိရင်ဘာမှကူညီမဲ့သူမပါဘဲနဲ့ပစ္စည်းတစ်ခုလောက်ထဲနဲ့တားကောင်ကိုလိုက်နိုင်တာ handling လုပ်နိုင်တာကိုတန်မာခြင်းလို့တွက်ချက်ကြပါတယ်အဲ့တော့ဒီဘက်ခေတ်မှာဆိုလို့ရှိရင်တော့ကျွန်တော်တို့ကတန်မာခြင်းဆိုတာကိုလေ့ကျင့်ခန်း၃မျိုးနဲ့ကျွန်တော်တို့ကသတ်မှတ်ပါတယ် fitness shoe down ရတယ်ဆို squat deadlift bench press ပါအဲ့တော့ squat deadlift bench press မှာကျွန်တော်ကခင်ဗျားတို့ကိုမေးခွန်းထုတ်မယ်ညီလေးမင်း gym ဆော့ရလဲကြာပြီမင်းတန်မာတင်တလောက်တန်မာပြီလို့တော့ငါထင်တာပဲအဲ့တော့ညီလေးအနေနဲ့ squat deadlift bench press ကိုဘယ်လောက်များနိုင်ပါတလဲလို့ကျွန်တော်စီကနေ question ထွက်လာတဲ့အချိန်ကျွန်တော်ကတော့ဆရာကြီး squat ကို10 kg နဲ့အချိန်100နိုင်တယ် bench press ကို5 kg နဲ့အချိန်200နိုင်တယ် deadlift ကို20 kg နဲ့အချိန်300နိုင်တယ်ဆိုကျွန်တော်သူ့ကိုပြန်ကြည့်မဲ့အကြည့်ဟာ impress ဖြစ်တာမျိုး appreciate ဖြစ်တာမျိုးဖြစ်ချင်မှာဖြစ်ပါလိမ့်မယ်เนาะဒီကောင်ဘာတွေရှောက်ပြောနေရလဲပဲကျွန်တော်ပြောမိပါဟုတ်ပါတယ်လေ့ကျင့်ခန်းလုပ်ခြင်းကအချိန်ကြော့ရနေမသက်ဆိုင်ဘူးဆိုပေမဲ့တခြားရှူတောင်းတစ်ခုကနေပြန်ကြည့်မယ်ဆိုရင်ဒီ major ကြီး၃ခုဖြစ်တဲ့လေ့ကျင့်ခန်း၃မျိုးကိုတော့ lactic acid training လို့pyramid set တို့ drop set တို့ဆိုပြီးတော့အလေးပစ္စည်းကွေးလေးရနဲ့ဘယ်တော့အခါမှအကြီးကြီးကိုမမတဲ့သူတွေအတွက်ကိုရည်ရွယ်နေတာဖြစ်ပါတယ်အဲ့တော့ဒီလေ့ကျင့်ခန်း၃မျိုးမိတ်ဆွေကတခါမှမိမိရဲ့ body weight nearly ဆိုကြပါစို့မိမိက kg 60လေးတဲ့ဆိုကြပါစို့ဗျာ kg 60လေးတဲ့လူတယောက်အနေနဲ့ kg 60မပြောနဲ့ kg 40လောက်တောင်မှဘဝမှာ deadlift မလုပ်ဘူး squat မလုပ်ဘူး bench press မလုပ်ဘူးဆိုလို့ရှိရင်ကျွန်တော်တို့ workout လုပ်နေတာက30%လောက်တောင် effort ထုတ်နေတယ်လို့ပြောလို့မရပါဘူးတစ်ဖက်မှာကြည့်မယ်ဆိုရင်လည်းအကျိုးရှိနေတယ်လို့လည်းပြောလို့မရပါဘူးအဲ့တော့ body builder တွေ power lifter တွေဘာကြောင့်အလေးအကြီးတွေမားပြပြီးတော့ငါတန်မှာပါတယ်ဆိုပြီးလောက်ပြနေချရတာလေကျွန်တော် science မှာနောက်ွယ်မှာကိစ္စရှိပါတယ်အဲ့ဒါဘာလဲဆိုလို့ရှိရင်အလေးအကြီးချင်းမှခြင်းက muscle type X လို့ခေါ်တဲ့ muscle ကို simulation ပေးတာဖြစ်ပြီးတော့ type X muscle ကြီးထွားခြင်းက muscle တွေထဲမှာအကြီးမားဆုံးဖြစ်ပြီးတော့ power အများဆုံးထုတ်ပေးနိုင်တဲ့ output ကိုကြီးထွားအောင် simulation ပေးနေတာဖြစ်တဲ့အတွက်သူတို့လုပ်နေတာမမှားနေပါဘူးအဲ့တော့အလေးသေးသေးလေးမှရင်ကျွန်တော်ဗီဒီယိုကျွန်တော်ပြန်သွေးဖယ်နေတာမဟုတ်တဲ့အတွက်ကျွန်တော်ပြန်ပြီးတော့ထောက်ပြပါမယ်ကိုဗီဒီယိုပဲကိုအလေးသေးသေးလေးမှခြင်းကအစီကြခြင်းကြွသားကြီးခြင်းပေါ်မှာဟုတ်ပါတယ်ပြဿနာမရှိပါဘူးအလေးအကြီးကြီးမှခြင်းကလည်းအစီကြခြင်းကြွသားကြီးခြင်းပေါ်မှာလည်းပြဿနာမရှိပါဘူးဒါပေမဲ့အခုနပြောတဲ့ major ကြီး၃မျိုး squat deadlift bench press ကိုတော့မိတ်ဆွေကအလေးကြီးကြီးတစ်ခါမှမမပဲနဲ့9 kg 10 kg ထဲမှာပဲတဝဲလဲလဲ training လုပ်နေတယ်ဆိုလို့ရှိရင်တော့မိတ်ဆွေရဲ့ gym ဆော့နေခြင်းမိတ်ဆွေရဲ့ workout လုပ်နေခြင်းမိတ်ဆွေရဲ့ training လုပ်နေခြင်းကရှေ့တက်နေတဲ့အပြူသဘောဆောင်တဲ့ကိစ္စမျိုးမဟုတ်ဘဲနဲ့အနောက်ပြန်သွားနေတဲ့ကိစ္စမျိုးဖြစ်နေပါတယ်အဲ့တော့လေ့ကျင့်ခန်းလုပ်ခြင်းမှာကျွန်တော်တို့ကတေးသေးချာချာမိမိရဲ့ body ကိုနားလေတဲ့ coaching ယူပါလို့အချိန်ချင်းပြောနေရလဲအလကားမဟုတ်ပါဘူးနှစ်တွေတော့ကြာလာတယ်ဒီ body နားနဲ့မတက်ဘူးနှစ်တွေတာတိုးလာတယ်ဒီခန္ဓာကိုယ်ကမပြောင်းလဲဘူးဆိုတဲ့အကြောင်းပြချက်ကဒါပါပဲဘာကြောင့်လဲဆိုလို့ရှိရင်အလေးကြီးကြီးမှအလေးအကြီးကြီးမှခြင်းကကျွန်တော်တို့ခန္ဓာကိုယ်ပေါ်မှာ tension များများ simulation များများပေးခြင်းကြောင့် muscle တွေပိုကြီးတယ် muscle တွေပိုကြီးလာခြင်းကြောင့် energy တွေပိုသုံးရတယ် energy တွေပိုသုံးရခြင်းကြောင့်အဆီတွေပိုကျတယ်စသဖြင့်နဲ့ကျွန်တော်တို့ကဆက်နေတာဖြစ်ပါတယ်အဲ့တော့အလေးသေးသေးလေးတွေပဲအမြဲတမ်းအချိန်တွေအများကြီးဆော့နေတာက
အကျိုးသက်ရောက်မှုတစ်ခုရှိတော့ညာလဲမိတ်ဆွေဒီနေ့ကနေစပြီးဒီဗီဒီယိုကြည့်ပြီးတဲ့အချိန်မှာအလေးအကြီးကိုရတဲ့လောက်ဖြည်းဖြည်းချင်း progress လုပ်သွားဖို့တိုက်တွန်းလိုပါတယ်ဟာဒီနေ့တော့ငါဒီဗီဒီယိုတွေ့တယ်ငါဂျင်မြောက်တဲ့အချိန်မှာ तू က body weight လောက်နိုင်အောင်မှခိုင်းတယ်ဆိုပလိတ်ပြားရဲ့ထဲပြီး east လို့တွန်းလိုက်တယ်ရှော့သွားတယ်ဒါဆိုရင်တော့ကျွန်တော်ဒီဗီဒီယိုလုပ်တဲ့ရည်ရွယ်ချက်ကလည်းကောင်းတော့မှာမဟုတ်ဘူးအဲ့တော့ကျွန်တော်တို့ကကိုကအရင်က10 kg လောက်မှနေရဆိုလို့ရှိရင် twice နှစ်ဆလောက်တင်ကြည့်လိုက်ပါ20လောက်မှကြည့်ပါအရင်ကအချိန်30တွေ40တွေမှနေတာကနေကျွန်တော်တို့အချိန်တွေ short ချလိုက်ပါ10ချိန်6ချိန်10ချိန်ဝန်းကျင်လောက်ကိုပဲ try ကြည့်လိုက်ပါ10 kg ကိုအချိန်20နိုင်နေတေးကြပါတယ်20 kg ကို10ချိန်ရတော့နိုင်အောင်နိုင်ပါတယ်6ချိန်ရတော့နိုင်အောင်နိုင်ပါတယ်အဲ့တော့အမြဲတမ်းကြီးခန္ဓာကိုယ်ကို profit dead way straight way ပေးနေတာတဲ့ဆိုင် muscle တွေကအထဲထဲမှာเนาะစုံလင်တဲ့ type တွေစုံလင်တဲ့ insertion တွေစုံလင်တဲ့ origin တွေနဲ့ဖွဲ့စည်းတည်ဆောက်ထားပြီးတော့စုံလင်တဲ့ component တွေအများကြီးပါတာဖြစ်တဲ့အတွက်ကျွန်တော်တို့ကဒီတဝေးတဲ့ကြီးကိုသွားနေတာကကျွန်တော်တို့အတွက် progress တွေကျွန်တော်တို့အတွက်ပိုကောင်းလာမယ့်အခြေအနေတွေမြင်ရဖို့ခက်ခဲစေပါတယ်အဲ့တော့ personal training ယူထားတယ် coaching ယူထားရဆိုရင်မိမိရဲ့သက်ဆိုင်ရာ trainer နဲ့တိုင်ပင်ပါကျွန်တော်အခုတိုင်းစော့နေတာကျွန်တော်ခန္ဓာကိုယ်မှာမပြောင်းလဲဘူးဘာမှမထူးကြလာဘူးလို့ခံစားရတယ်ဆိုလို့ရှိရင်ကျွန်တော်တို့လုပ်နေတဲ့အလုပ်တွေကိုပြန်ဆန်းစစ်ကြည့်ဖို့လိုပါတယ်အဲ့ဒါမှသာလေမိမိရဲ့ခန္ဓာကိုယ်ကပြောင်းလဲလာမယ်တိုးတက်လာမှာကိုမြင်ရမှာဖြစ်ပါတယ်အဲ့တော့နောက်ဆုံးအနေနဲ့ကျွန်တော်ဒီမှာ bonus လေးတစ်ခုပြောပြလိုက်ပါမယ်ကျွန်တော်တို့လှုပ်ရှားနေတိုင်းအကျိုးရှိနေတာမဟုတ်ပါဘူးဟာဒီစကားကြီးကနည်းနည်းတော့ပြင်းတယ်ဟုတ်ပါတယ်ပြင်းပါတယ်လှုပ်ရှားနေတိုင်းအကျိုးရှိတာမဟုတ်ပါဘူးတိကျစွာလှုပ်ရှားခြင်းကအကျိုးရှိတာပါအဲ့တော့မိမိ training လုပ်နေခြင်းမိမိရဲ့ workout လုပ်နေခြင်းကတိကျမှန်ကန်တဲ့လမ်းပေါ်မှာရှိမှသာလေမိမိရဲ့သွေးတွေမိမိရဲ့ချွေးတွေမိမိရဲ့ muscle တွေမိမိရဲ့သုံးဆွဲလိုက်တဲ့ပတ်စံတွေမိမိရဲ့အချိန်တွေကတန်ဖိုးတစ်ခု value တစ်ခုပြန်ရမှာပါမဟုတ်ရင်တော့သိကြပါတယ်လုံနေတာပဲရှိပါတယ်ပြောင်းလဲလာမှာမဟုတ်ပါဘူးအဲ့လိုမျိုးလူတွေအများကြီးကျွန်တော်မြင်ဘူးပါတယ်စိတ်မကောင်းစွာနဲ့ပဲအမြန်ပြင်ဆင်နိုင်ပါစေလို့ပြောကြရင်လည်းဒီဗီဒီယိုနှုတ်ဆက်လိုက်ပါဒီဗီဒီယိုကိုကြိုက်နေတဲ့ရင်တော့ comment မှာ MA လို့မှတ်ခဲ့ပေးစေချင်ပါတယ်ကျေးဇူးအများကြီးတင်ပါ